another topic အနေနဲ့ပြောမှာကတော့ elements တွေအကြောင်းဖြစ်တယ် material are different types of matter that thing are made of လို့ပြောထားတယ် material တွေက different matter တွေနဲ့လုပ်ထားတယ်အဲ့ဒီ matter တွေထဲမှာလည်း element ကပါဝင်ပြီးသား so matter နဲ့ elements က a kind of တူတယ်လို့ပြောလို့ရတယ်ပေါ့နော် so there are millions of different material လို့ပြောထားတယ်အဲ့တော့ material တွေမှာအများကြီးပဲရှိတယ် so အဲ့ဒီမှာ elements ဖြစ်တဲ့အဲ့ဒီ material တွေမှာပါဝင်တဲ့ elements တွေအကြောင်းကိုပြောလိုက်ကြရအောင်ပေါ့နော် elements ပြောတော့မြန်မာလိုရင်းနှီးအောင်ပြောရရင် elements ဆိုတာ dressing လို့ခေါ်ထားတယ် so teacher element နဲ့ပြောတော့ dressing လို့ပြောတော့မရင်းနှီးသေးဘူးဆိုလို့ရှိရင်တော့ပို့ပြီးပြင်သားထင်သားရှိအောင်လို့ element တွေကများတော့အပြင်ဂျပူနာဝရှိနေတဲ့ gold တို့ copper တို့ silver တို့ဒီတတူတွေကို elements လို့ခေါ်တာSo let's talk about element အကြောင်းကိုပြောလိုက်ကြရအောင် Every material and everything in the universe is made up from one or more elements ကဘာကြီးထဲမှာပဲဖြစ်ဖြစ် universe ဆိုတဲ့ universe ထဲမှာပဲဖြစ်ဖြစ်ရှိနေတဲ့အရာတွေအကုန်လုံး everything က made out of လောက်ထားတာ and then elements တစ်မျိုးဒါမှမဟုတ်ရင်တစ်မျိုးတည်းပို့ပြီးတော့ဖွဲ့စည်းထားတဲ့အရာတွေနဲ့လောက်ထားတာဖြစ်တယ်အဲ့တော့elements ကကဘာတွေမဟုတ်ဘူး in the universe ထဲမှာတော့ element နဲ့ကင်းကွာလို့မရဘူးလို့ပြောချင်တာပေါ့နော်အဲ့ဒါဆိုရင် what is the definition of an element ကြာ an element is a substance that cannot be split into another simplers ထပ်ပြီးတော့မှ simpler ပိုပြီးရိုးရှင်းအောင်လုပ်လို့မရတဲ့substances ဆိုလို့ရှိရင်အဲ့ဒါကို elements လို့ခေါ်တယ်ရိုးရှင်းတဲ့ matter လို့ပြောလို့ရတာပေါ့နော် elements တွေကအမျိုးအစားအနေနဲ့တော့ there are 92 different types of elements ရှိတယ်လို့ဖော်ပြထားတယ်ပေါ့နော် and then အဲ့ဒီ92 different element ကလည်း found naturally on earth ဆိုတော့တဘာဝအတိုင်းပဲတွေ့ရတာဖန်တီးထားတာမဟုတ်ဘူး grade လုပ်ထားတာမဟုတ်ဘူး scientists တွေက so scientists have made at least another 25 elements ကိုပြောချင်တာကတော့ကဘာပေါ်မှာသူ့ဘာသာသူတွေ့ရတာက92ဖြစ်ပြီးတော့မှ scientists တွေကဖန်တီးထားတဲ့ဟာပေါ့နော်ရှိတာကတော့အနည်းဆုံးတော့25 another element ရှိရ so all together over 100တော့ရှိမှာပေါ့နော် each element is made of its own particle element တစ်ခုချင်းစီမှာသူတို့ရဲ့ unique ဖြစ်တဲ့particle own particle တွေနဲ့ပဲပြုလုပ်ထားတာဖြစ်တယ် so every element has its own property own particle နဲ့လုပ်ထားလို့ property ကလည်းသူတို့ရဲ့ကိုယ်ပိုင် property တွေဖြစ်တယ်ဒီမှာတော့ example အနေနဲ့ gold နဲ့ copper နဲ့ကိုကြည့်မယ်ဆိုရင် gold ကလည်းသူ့ရဲ့ property တွေက shiny ဖြစ်တယ် and then conductor electricity ဖြစ်တယ် ductile ဖြစ်တယ်ဒါမျိုးတွေ property ရှိတယ်အဲ့လိုပဲ copper မှာလည်းသူ့ရဲ့ property တွေကသူက very good conductor of electricity and heat ဖြစ်တယ်ဒါမျိုးတွေဒါသူ့ရဲ့ property own property အဲ့ဒါတွေကတစ်ခုနဲ့တစ်ခုကလုံးဝမတူနိုင်ဘူး unique ဖြစ်တယ်လို့ပြောချင်တာ Okay ဒီ slide လေးမှာ element တွေအကြောင်းပြောသွားပြီဆိုတော့ next slide ကြလို့ရှိရင်တော့ periodic table အကြောင်းပြောကြမယ် See you on the next video